ပိုက်ကြီးသည်တရဲမဇလန်ကျွန်တော်ဒီကြီးလက်ဒေတာကိုထက်တန်းကခီးထွန်နေသူတူဖြစ်ပါတယ်ညနေဆောင်ချင်းနေဝင်ရွေရိပ်ဖြဲကြီးလက်လမ်းမကြီးပေါ်တွင်ကျွန်တော်ဤကားသည်တယောက်တည်းခီးနှင်နေခဲ့ပါတယ်ရုတ်တရက်လမ်းဘေးတွင်အဖြူရောင်ဝတ်စားများကိုဝတ်ဆင်ထားသောကိုဝန်ဆောင်မျိုးသမီးတူကိုမြင်တွေ့လိုက်ရပါတယ်သူမသည်လက်တစ်ဖက်ကိုဗိုက်ပေါ်တင်ထားပြီးအခြားလက်တစ်ဖက်ဖြင့်လမ်းခွဲမှတ်တမ်းစီသို့ညွှန်ပြနေပါတယ်ကျွန်တော်ဒီကားကိုရက်လိုက်ပြီးသူမအားတက်ခိုက်လိုက်သည့်အခါသူမ၏မျက်နှာသည်အလွန်ပင်ပန်းနွားနေနေသည်ကိုသတိထားမိပါတယ်ကျေးဇူးတင်ပါတယ်ဆရာကျမရွာကိုပြန်ရမယ်ကျမယောက်ျားနဲ့တွေ့ဆုံကိုရှိလို့ဟုသူမကပြောချလာပါတယ်သူမ၏အတန်သည်အားနည်းနေတော့လေချစ်ကြည်နူးချမ်းသာစရာကောင်းနေပါတယ်ကျွန်တော်ကဘယ်ရွာကိုသွားမှလဲမမဟုမေးမြန်းလိုက်သည့်အခါသူမကရွှေအင်းရွာကြီးကိုသွားမှာပါဟုပြန်လဲဖြေကြပါတယ်ထိုးချင်းတွင်ကျွန်တော်အားတင်သွားခဲ့ရပါတယ်ရွှေအင်းရွာကြီးဆိုသည်မှာလွန်ခဲ့သောဆဲစရုတစ်ခုကြီးကမီးလောင်ပျက်စီးသွားခဲ့သောကျေးရွာကြီးတစ်ခုဖြစ်နေသောကြောင့်လေကားတွင်နေဆက်လက်မောင်းနေရင်သူမသည်သူမ၏ဇလံကိုစတင်ပြောပြလာပါသည်ကျမနာမည်မတန်းရင်လို့ခေါ်ပါတယ်ကျမဟာရွှေအင်းရွာကြီးမှာမွေးဖွားကြီးပြင်းခဲ့သူပါကျမယောက်ျားနဲ့လက်ခတ်မိတစ်နှစ်ပဲရှိသေးတယ်သူကကျေးရွာကကျောင်းဆရာလေးတစ်ယောက်ပါကျမတို့မှာပျော်ရွှင်စရာအိမ်တော်ကြီးဘဝကိုတည်ဆောက်နေကြတယ်ဒီကိုဝေလေးနဲ့ပေါ့ဟုသူမကပြောရင်ဘိုက်ကိုတတ်တရရဖွတ်တပ်ပလာတော့ပါသည်ကျွန်တော်၏မျက်နှာပြင်ပေါ်တွင်စိုးရင်စိတ်များဖြစ်ပေါ်လာခဲ့ပါသည်ဤအမျိုးသမီးသည်တည်ဆုံးသောပြီဖြစ်သောလူတဦးဆိုသည်ကိုသိစီလာသောအခါခောက်เสียတဲ့တနာစရာကောင်းနေခဲ့ပါသည်သူမကဆက်လက်ပြောပြလာပါသည်ကျမတည်ဆုံးသွားတယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျမမတည်ခြင်းသေးဘူးကျမကလေးကိုမွေးဖွားခြင်းသေးတယ်ကျမယောက်ျားကိုနောက်ဆုံးတစ်ခါညနာမြင်ခြင်းသေးတယ်ဟုပြောရင်သူမ၏မျက်လုံးများမှမျက်ရည်များကျလာခဲ့ပါသည်ကျွန်တော်ကဒါဆိုမမဟာဘလို့တည်ဆုံးခဲ့တာလဲဟုမေးမြန်းလိုက်သည့်အခါသူမ၏မျက်နှာပေါ်တွင်ပြင်းထန်သောဝမ်းနည်းမှုများပေါ်လာခဲ့ပါသည်ကျမတည်ဆုံးခဲ့တာ10နှစ်ပြည့်ပြီကျေးရွာမီးလောင်တဲ့ညကပါပဲကျမဟာကိုဝေလလဆန်းအရွယ်မှာကျေးရွာမီးလောင်ဘေးကြီးတဲ့ပါသွားခဲ့ရတယ်ကျမယောက်ျားဟာကျောင်းအိမ်မှာနေပြီးကျမကတော့အဖေအမေတွေနဲ့အတူကျေးရွာအခြားဘက်မှာနေတယ်မီးစားကနေကျေးရွာအလဲပိုင်းပါဆက်လောင်တာမို့ကျမယောက်ျားစီရောက်အောင်မပြေးနိုင်ခဲ့ဘူးနောက်ဆုံးချိန်မှာကျမဟာမိခိုးတင်ပြီးတည်ဆုံးသွားခဲ့ရတယ်ဟုဝမ်းနည်းစွာဖြင့်ပြန်လဲပြောပြသွားပါသည်ကျွန်တော်တို့ကျေးရွာအပြက်ကြီးရှိရာသို့ရောက်ရှိလာသည့်အခါနေမြန်းသည်လုံးဝပြင်းထန်စွာမှိန်မင်းလာခဲ့ပါသည်ကျေးရွာအပြက်အစည်းညာကြားတွင်သူမသည်ကျွန်တော်အားကျေးဇူးတင်စကားပြောကြပြီးကားမှဆင်းသွားခဲ့ပါသည်သူမသည်ကျေးရွာအပြက်ကြီးတဲ့သို့ဖြည်းဖြည်းချင်းဝင်ရောက်သွားပါသည်ကျွန်တော်လည်းစိတ်မသက်သမားဖြင့်သူမ၏နောက်ကနေလိုက်ကြည့်မိခဲ့ပါသည်ကျေးရွာအပြက်ကြီးအလေးတွင်သူမရက်တန်လိုက်ပါသည်ရုတ်တရက်အလင်းတန်းများဖြာထွက်လာပြီးကျေးရွာအဟောင်းကြီးသည်အရင်အတိုင်းပြန်ထွက်သွားခဲ့ပါသည်မိမလောင်မီကျေးရွာ၏ပုံရိပ်များပင်ထွက်သည်သူမသည်ကျေးရွာအလဲရှိအင်ကြီးတစ်လုံးစီသို့ပြေးသွားခဲ့ပါသည်ကျွန်တော်လည်းအန်အားသင်းမိခဲ့ပါသည်ကျေးရွာဟောင်းကြီးအတွင်တွင်သူမသည်အင်ကြီး၏တကားကိုခောက်ခဲ့ပါသည်တကားဖွင့်လိုက်သူမှာငယ်ရွယ်သောဆရာတူဖြစ်နေပါသည်သူတို့နှစ်ဦးသည်ချစ်ခင်စွာဖြင့်ပွေ့ဖွက်ချခဲ့ပါသည်သို့သောဆရာလေးသည်သူမကိုမြင်နေရတော့လဲသူမ၏ကိုယ်ဝန်ကိုမှုမမြင်နိုင်ခဲ့ပါကျေးရွာဟောင်းကြီးအတွင်တွင်သူတို့နှစ်ဦးပျော်ရွှင်စွာနေထိုင်နေကြပုံပေါ်နေခဲ့ပါသည်ရုတ်တရက်အချိန်ပြန်ရွေလာသွားပြီးကျေးရွာကြီးမီးလောင်သည့်ညသို့ရောက်ရှိသွားခဲ့ပါသည်မီးဟာတောက်လောင်ကျန်းလောင်နေပြီးကျေးရွာသားများအရှုတော်ပုံနဲ့ပြေးဝါနေကြခဲ့ပါသည်မတန်းရင်သည်ကျေးရွာအခြားဘက်ကနေကျေးရွာအလဲရှိဆရာလေးရှိရာစီသို့ပြေးနေခဲ့ပါသည်သို့သောမီးလိုင်းများကြားတွင်သူမမရောက်ရှိနိုင်ခဲ့ပါနောက်ဆုံးတွင်မိခိုးတင်ပြီးလဲကျသွားခဲ့ပါသည်သူမ၏နောက်ဆုံးအသက်ရှူချက်နှင့်အတူကျမကလေးကျမယောက်ျားဟုညည်းညူခဲ့ပါသည်ကျေးရွာအပြက်ကြီးစီသို့ပြန်ရောက်သည့်အခါကျွန်တော်သည်မျက်ရည်များကျနေမိခဲ့ပါသည်ကျေးရွာအပြက်ကြီးအလဲတွင်မတန်းရင်ရက်နေပြီးကျွန်တော်စီပြန်လှည့်ကြည့်ကာကျေးဇူးတင်ပါတယ်ဆရာနောက်ဆုံးမှကျမယောက်ျားကိုမျက်နှာမြင်ခွင့်ရခဲ့ပါပြီဟုပြောကြားသွားခဲ့ပါသည်သူမ၏မျက်နှာပေါ်တွင်ငြိမ်ချမ်းမှုအပြည့်ရှိနေခဲ့ပါသည်
ယောတရကျေးရွာအပြက်ကြီးတွေကခလင်း